နှလုံးလားအခါမဲပရိုက်တာဆရာလေးနေလင်းအောင်ရဲ့ဆေးကန်းကိုရောက်လာပါနော်ဆေးဆရာဟိုဘက်မှာအမျိုးသားတွေကိုစကူနေပါပြီဒါအမျိုးသမီးတွေပါဒီဘက်ကတချမ်းအမျိုးသမီးတွေပါဟိုဘက်ချမ်းအမျိုးသားတွေပေါ့နော်ဟိုဝေးကြီးအများကြီးပဲနော်မလူဒီအပြင်မှာဝီချဲသမားတွေရောမကတ်နဲ့ခေါ်လာတဲ့လူတွေရောနော်ဆရာဟိုဘက်မှာဆေးကူနေပါတယ်ကျမလည်းဒီနေ့ဆေးလာကိုရ3ရက်မြောက်ပါကျမမေပါဆရာဟိုမှာဆေးကူနေပါတယ်ဒီမှာလူနာတွေလည်းအများကြီးတော့ဒါပထမအသုတ်ပေါ်စ8နာရီမှာကူတဲ့အခုပါဒီဘက်ကအမျိုးသားတွေပါဆေးကူနေပါတယ်လာကိုကြပါနော်ဝေဒနာတွေအများဆုံးပြောက်ပါတယ်နော်ဒီဝေထဲခြင်းတဲ့လူပဲထဲလို့ရတယ်မထဲတဲ့လူလည်းရပါတယ်အလူမခံပါဘူးမတောင်းပါဘူးနော်လက်ခမဲ့ခုပေးတာပါအားလုံးလာရောက်ပြသကြပါအားလုံးကျေးဇူးတင်ပါတယ်